Okay ဆိုတော့အခုပါပေါ့နော်မနေ့ကစကားဆက်တွေကိုသင်ပြီးသွားပြီဒါပေမဲ့မနေ့ကတရားထုံလို့ရှိမယ်တခြားတယောက်ကမနေ့ကတက်တဲ့တယောက်ဒီနေ့မကြွသေးဘူးပေါ့နော်ဆိုတော့ revision ပြန်လုပ်မယ်တခြားဒီနောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက် iPhone ဆိုတဲ့တယောက်အာသိသွားအောင်ပေါ့နော်တရားထုံ revision လုပ်မယ်ဆိုတော့တရားထုံ revision လုပ်နေတဲ့အချိန်မှာနားထောင်ကြည့်မယ်ပေါ့နော်ဒီလွတ်သွားတဲ့သူဒီဒါနော် Okay တဖြည်းဖြည်း join လာကြအခုက revision လုပ်ဖို့အတွက်ပေါ့နော်ဒီမနေ့ကအထိပါသင်ထားပြီးပြီလဲဆိုရင်conjunction ဆိုတဲ့စကားဆက်တွေသင်ပြီပေါ့နော် conjunction စကားဆက်တွေအရင်အရေးကြီးတယ်စကားပြောတဲ့အခါစကားဆက်တွေမပါဘူးဆိုလို့ရှိရင်စကားပြောတာတက်တောင်းတောင်းဖြစ်နေမှာပေါ့နော်ကျွန်တော်ထမင်းစားသည်ကျွန်တော်အိတ်သည်ကျွန်တော်အိယာနိုးသည်ကျွန်တော်ဂျင်သွားသည်ကျွန်တော်ဂျင်ကပြန်လာသည်ကျွန်တော်အာမနက်စာပြင်ဆင်သည်မနက်စာစားသည်ကျွန်တော်ကျောင်းသို့သွားသည်အဲ့လိုမျိုးကြီးတကြောင်ချင်းသည်ဖြစ်နေဆိုတော့စကားပြောတဲ့အခါမြန်မာလိုစကားပြောရင်တော့အဲ့လိုမျိုးမပြောဘူးလေဥပမာဆိုရင်ဆိုတဲ့စကားဆက်ပဲဟိုတခြားအကြောင်းအရာပြောဖို့အတွက်စကားဆက်တာပြီးတော့အဲ့လိုမျိုးပေါ့နော်ဒါပြီးရင်အဲ့ဒါပြီးနောက်ဒါဆိုရင်ဒီလိုစကားတွေပေါ့ဒါအပြင်ဒီစကားလုံးတွေကစကားဆက်တွေဒါတွေကစကားပြောတဲ့အခါအရင်အရေးကြီးတယ်အဲ့ဒီစကားဆက်တွေမပါဘဲနဲ့ဆိုလို့ရှိရင်တော့ကိုယ့်အစသွားဆရာပြောခဲ့တယ်လို့မျိုးပဲကျွန်တော်သွားသည်ကျွန်တော်လာသည်ကျွန်တော်လောက်သည်ကျွန်တော်တစ်ဖက်သည်ဒီလိုမျိုးကြီးဖြစ်နေမှာကိုပြောရတဲ့အကြောင်းအရာဆိုတော့စကားဆက်ရဲ့အရေးပါမှုကအရင်အဲစကားဆက်ရဲ့အသုံးဝင်မှုကအရင်ကိုအရေးပါတယ်အဲ့ဟာမှာလည်းတင့်တော်တဲ့စကားလုံးကိုတင့်တော်တဲ့နေရာမှာအသုံးပြုမှရမယ် why ဒီ only if ဆိုတဲ့မှားတာလျင်ငါမှပတ်စံရှိမှားပဲငါဝင်နိုင်မယ်ဆိုပြီးညီမတို့ပြောချင်တာဆိုတော့မှားပဲဆိုတာကို English မှာဆိုလို့ရှိရင်မှားတာလျင်ပေါ့နော်မြန်မာစကားနဲ့ပြောင်းလိုက်တယ်ဆိုရင်မှားတာလျင်ဆိုတဲ့အဓိပ္ပာယ်ပြောင်းသွားဆိုတော့မှားတာလျင်ဆိုတာကို English လို့ဆိုရင် only if အဲ့လိုဆို only if ဒီနေရာမှာ if နဲ့ပတ်သက်တဲ့စကားဆက်တွေကလည်း3-4လောက်ရှိနေတယ် I have if လျင်ဆိုတဲ့ဟာတည်တဲ့ဒီ only if ဆိုရင်မှားတာလျင်မှားဆိုတဲ့စကားလုံးတစ်လုံးလေးပေါ်လာတဲ့အတွက်ကြောင့်သူ့ရဲ့ဒီ IFF ဆိုရင်ရိုးရိုးတန်းတန်းပေါ့နော်ငါမှပတ်စံရှိရင်ငါဝယ်မယ်ဆိုတာဆိုတဲ့စကားနဲ့ငါမှပတ်စံရှိလျင်ဆိုအဲ့ရိုးရိုးတန်းတန်းလျင်နဲ့ငါမှပတ်စံရှိမှတာလျင်ဆိုတဲ့ဟာဒီပြောတဲ့ကိုယ့်ရဲ့ဆိုလိုရင်းကွဲပြားအများကြီးကွဲပြားတယ်ဆိုအဲ့ဒီအတွက်ကြောင့်ပဲလေဒီကိုယ့်ရဲ့လို့ဒီတင့်တော်တဲ့စကားလုံးကိုတင့်တော်တဲ့ဆိုလိုရင်းရောက်ဖို့အတွက်တင့်တော်တဲ့နေရာမှာအသုံးချတတ်ဖို့လိုတယ်ဆိုအဲ့ဒါကစကားဆက်ရဲ့အရေးပါမှုပေါ့နော် Okay ဆိုတော့အခုrevision လုပ်မယ် revision လုပ်တဲ့အထဲမှာမနေ့ကအထိသင်ထားတာကိုမှတ်မိတဲ့သူတွေဆိုရင်ဒီတိုင်းဟိုနိုင်မိမယ်ပေါ့နော်တချို့လူတွေကြရင်ဒီ
မနေ့ကအထိမတင်လိုက်ရသေးဘူးဆိုပေမဲ့လည်းတခြားကမ္ဘာသားကိုဒါ basic grammar ဖြစ်တဲ့အတွက်ပေါ့နော်ကျောင်းတက်ဖူးတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဒါစာနဲ့အလှမ်းမဝေးသေးဘူးဆိုလို့ရှိရင်ဒါဖတ်မိနေတုံးပဲပေါ့နော်ဆိုတော့ဒီဟိုလိုကြည့်မယ်ဝင်ပြီးတော့ဆွေးနွေးလို့ရပါတော့မေးကြည့်မယ်ဒီမှာမှတ်မိတယ်ဆိုလို့ရှိရင်တော့ဖြေပေါ့နော်โอเคမနေ့ကအထိပုံမှန်တန်တန်ဒီကတော့အရင်ဆုံးမေးမယ်ပေါ့နော်တန်တဲ့သူတွေကိုနောက်မှမေးမယ်ဟိုဒီကတော့ ANDN ချက်မြန်မာလိုတိုက်ပဲပါလဲပြီးရင်သူ့ကိုဘယ်လိုမျိုးသုံးပြပါမလဲအန်ကနှစ်ဆရာပြီးတော့လို့လည်းဘာသာပြန်ဆရာသူ့ကိုဘယ်လိုသုံးပြပါမလဲဒါဆိုမောင်မောင်အန်ကြော်ပြီးတော့စကားလုံးအဆုံးရဲ့စကားစာစကားတစ်ကြောင်းပြောပြီးတဲ့အခါမှာနောက်တစ်ခုမပြောခင်မှာအန်လို့ကြားခံပြီးတော့မှနောက်တစ်ကြောင်းဆက်ပြောโอเคဆိုဥပမာတစ်ချက်လောက်ပြောကြည့်မယ်စကားလုံးနှလုံးရဲ့ကြားမှာ AND ခံတဲ့ဟာ I take my breakfast and I go to the gym ဘာလို့လဲဆိုတော့ဒီကိုစကားမှတော့ဆက်တာပေါ့နော်ဒီ AND ရဲ့စကားလုံးနှလုံးကိုဆက်တဲ့ဟုတ်တယ် AND ကိုစကားလုံးနှလုံးကိုဆက်တဲ့ဆိုရင်ဘယ်လိုဆက်လို့ရလဲမောင်မောင်အန်ကြော်are walking on the street โอเคမောင် and ကြော်မောင်နဲ့ကြော်ပေါ့နော်ဒီ grammar မြန်မာတရားနဲ့ရေးမယ်ဆိုလို့ရှိရင်တော့နဲ့ပေါ့မောင်နဲ့ကြော်လို့ပြောနဲ့မဟုတ်နဲ့အကြတော့ဒါစကားတခြားအနေအထားမျိုးမှာသုံးတာမလုံးနဲ့မလုံးပါနဲ့ဆိုတဲ့ဟာမှာနဲ့အဲ့ဒီနေရာမှာပဲနဲ့ကိုသုံးတယ်ပေါ့နော်တကယ်ဆိုရင်နဲ့ကိုပဲသုံးရတာဒီရေးခါမှန်ထပ်ခါတန်ပေါ့နော်ဆိုမြန်မာလိုစကားပြောတဲ့ခါကျတော့နဲ့လို့ပဲတန်ထွက်တယ်ဒါပေမဲ့စာတန်ပေတန်နဲ့ဒီတကယ် grammar ကြဆိုရင်နဲ့လို့ပဲကိုကသုံးချင်တာဒီနေရာမှာမလုံးပါနဲ့မသွားနဲ့အဲ့ဒါမှဒီနဲ့ကိုသုံးတာဒါပေမဲ့စကားပြောတဲ့နေတောင်သိအောင်ဆိုပြီးတော့ပေါ့နော်โอเคဆိုတော့ ANDN ရဲ့အသုံးပြုပုံကခုနကဒီဟာပဲဒါအရင်တော့သင်ထားပြီးပြီပေါ့နော်ဆိုတော့နောက်တစ်ခု and then ရဲ့အဓိပ္ပာယ်ကပါလဲသူ့ကိုဘယ်လိုအသုံးပြုရမလဲအရဆုံးမှဒီစလောက်ဖြစ်အောင် and then လည်းပြီးတဲ့နောက်စကားတစ်ကြောင်းပြောပြီးတဲ့အခါမှာနောက်တစ်ကြောင်းကိုမပြောခင်မှာစကားဆက်အနေနဲ့သုံးတာအလယ်မှာဥပမာတစ်ချက်လောက်ပြောကြည့် I take my breakfast and then I will go to the gym. Okay. And then ဒီစကားဟိုအောင်လို့စာကြောင်းတိတက်အဲ့လိုကို basic မှာပေါ့နော်ဒီလိုပြီးပဲမှတ်ထားလိုက်အရင်ရှုံးအောင်ဆိုလို့ဒီ and then အသုံးပြုပေါ်တယ်လို့လေနောက်တစ်ခုကじゃ BODH both ကိုနောက်တစ်ယောက်မေးကြည့်မယ်မင်းမောင် BODH both ရဲ့အဓိပ္ပာယ်ပါလဲသူ့ကိုဘယ်လိုအသုံးပြုရလဲပြောကြည့် ဘောဒီရဲ့အဓိပ္ပာယ်ကျတော့နှစ်ခုစလုံးလို့ပြောပါနှစ်ခုစလုံး both သူ့ကိုဘယ်လိုအသုံးပြုရမလဲဥပမာပေးကြည့်အောင်ဆိုရင် both of ကိုတောင်းဖို့လားဆရာတောင်းမလားဆရာ BODH both ကိုပဲ both ကိုပဲ ဒီစာကြောင်းမှာဘယ်လိုအသုံးပြုရမလဲ both of us go to school both of us go to school โอเคမှန်တယ်အဲ့ဒါအဲ့လိုသုံးတယ်ဆို both ကိုသုံးပြီး both ရဲ့အဓိပ္ပာယ်ကကြတော့
နှစ်ခုလုံးလို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူကဆိုတော့ဒီမှာဒီလိုလဲသုံးတယ် I like both items both of us ဆိုတာကျတော့ဒါငါတို့နှစ်ယောက်လုံးချင်းအဲ့ဒီ of သုံးတဲ့ပုံစံလေးပေါ့နော်အဲ့ဒီလိုသုံးတာ okay ဆိုတော့နောက်တစ်ခု both and မြန်မာမှာပြောမယ် both and ဒီမြန်မာလိုအဓိပ္ပာယ်ကပါလဲပြီးရင်သူ့ကိုဘယ်လိုအသုံးပြုရမလဲ both and က both and ကလေးတော့ဟောပဲနှစ်ခုစလုံးပဲဥပမာနောင်နှစ်ခုဆိုလေ both ရဲ့နားမှာနောင်တစ်ခုထည့်ပြီးတော့ and ရဲ့နားမှာနောင်တစ်ခုထည့်ပြီးတော့သုံးပါ okay ဥပမာတစ်ခုပေးပြ ဥပမာအနေနဲ့ဆိုရင် both မဲမောင် and မြို့မကျော် attend English speaking class okay ဆိုတော့အဲ့ဒါမြန်မြန်ကျော်အတန်းတက်လာတက်ပုံလား သူကဟိုအလုပ်တွေရှုံနေတော့ရဆရာ okay အားလို့ရှင်လည်းတက်ဖို့ပြောလာအောင် ဟုတ်ကဲ့ ကျွန်တော်တဲ့ရစရာဒီ ဟုတ်တက်လာ okay okay မမြင်တော့ကြည့်လိုက်တော့ လည်းကြောင်းတော့ okay ဆိုတော့နောက်တစ်ခုပေါ့နော်ဟုတ်ဆိုနောက်တစ်ခုကကြတော့ or ရဲ့အဓိပ္ပာယ်ကပါလဲသူ့ကိုဘယ်လိုသုံးပြရလဲမြန်မြန်ကျော်မှတ်မိတာ ရဟိုဦးလက်စရာ ဟိုပါဘော ဥပမာတကူအော်စေတမရပြနေစရာ okay I will probably rank or probably ကိုမြန်မာလိုအဓိပ္ပာယ်ကပါလဲတစ်ခြားတော့ပြန်ပြောပြီးခုနကသိချာမကြားလိုက်ရတော့ ရ or ရဲ့အဓိပ္ပာယ်ကမြန်မာလိုအဓိပ္ပာယ်ကပါလဲ တော့မဟုတ်စရာ တော့မဟုတ်ဟုတ် okay okay အဲ့ဆိုရင်ခုနပြောတဲ့ဟာလည်းမှန်တယ်ပေါ့နော်ဆိုတော့ or ရဲ့အဓိပ္ပာယ်ကတော့မဟုတ်လို့အဓိပ္ပာယ်ရတယ်သူ့ကိုစကားလုံးနှလုံးရဲ့ကြားထဲမှာပဲဖြစ်သုံးလုံးရဲ့ကြားထဲမှာပဲဖြစ်ဘယ်နှလုံးရဲ့ကြားထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီ or ရဲ့ဒီor ကိုထပ်သုံးလို့ရတယ်ဥပမာကိုကနေတဲ့တကယ်ချင်းနေလိမ္မော်သီလားပန်းသီလားလက်ဖက်ထမင်းလားကျင်းတုံလားအဲ့လိုမျိုးပေါ့နော် or တွေအများကြီးထည့်လိုက်လို့ရကြတယ်ပေါ့ so do you want to eat an apple or an orange or လက်ဖက်ထမင်းဆိုရင်ဘာပေါ့နော်rice salad ပေါ့နော်ဒီ rice salad or Myanmar traditional food or mohinga or အဲ့လိုကြားထဲမှာအများကြီးထည့်သွားလို့ရတယ်ဒါပေမဲ့အများကြီးအဲ့လိုမျိုးငါချက်ခုထည့်တာမကောင်းဘူးပေါ့နော်များသောအားဖြင့်နှစ်ခုသုံးခုအဲ့လောက်ပဲသုံးတာများတယ်ဒါပေမဲ့လိုအပ်တယ်လို့ထည့်လို့ရတယ်ဒီမှာမရှိဘူးသူကဘောကခံလို့ရတယ် okay so now ဒီစာကြောင်းနှစ်ကြောင်းကြားထဲမှာပဲဖြစ်သုံးကြောင်းကြားထဲမှာပဲဖြစ်ဒါလည်းထည့်လို့ရတယ်ဒီကိုဒီမှာ or mixed foods ဒီမင်းချက်ပေါ့စားစာရေးတချို့ပြုလုပ်ပါပေါ့အဲ့လိုမျိုးစားစာချက်ပြုတ်ပြီးတော့ make နဲ့သုံးလို့ရတယ်either or ဗျာ either or either or ရဲ့အဓိပ္ပာယ်မြန်မာလိုအဓိပ္ပာယ်ပြီးရင်နောက်သူတို့ဘယ်လိုမျိုးသုံးပြုလို့ရလဲ အဲ့တော့ဟောကြတော့အာအဲ့တော့ဟောကြလေဟောနှစ်ခုစလုံးပဲတစ်ခုမဟုတ်တစ်ခုပဲသူ့ဘယ်လိုသုံးပြရတယ်ဆိုတော့အဲ့တော့အနောက်မှာနောင်တစ်လုံးထည့်ပြီးတော့ or အနောက်မှာလေးနောင်တစ်လုံးထည့်ပြီးတော့သုံးလို့ရပါ okay မှန်တယ်ဥပမာလေးတစ်ခုပြပြကြည့် I will buy
and I will buy either an apple or an orange. Okay ဆက်ပြဆိုတော့ either or ရဲ့အဓိပ္ပာယ်ကသူမဟုတ်ပဲ one or လည်းသူမဟုတ်ပဲတူတူပဲပေါ့နော်မြန်မာလိုအဓိပ္ပာယ်ဒါပေမဲ့အသုံးပြုပုံလေးနည်းနည်းကွာတယ်ပေါ့ဒီဒါ either လို့လည်းအတန်ခတ်တယ်လို့တချို့တွေကလည်း either လို့လည်းထွက်တယ်ပေါ့နော်ကိစ္စမရှိဘူးစဉ်းပြန်ဆိုတော့ဒီ either ရဲ့နောက်မှာပဲနောက်တစ်လုံးထည့်တယ်ပြီး or ရဲ့နောက်မှာနောက်တစ်လုံးထည့်တယ်သူကကြတော့ဒီဟောပေါ့နှစ်ခုကိုရှင်းဒီလိုမျိုးဒီနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ခိုင်းတဲ့အခါမျိုးပါပဲသုံးတယ် or လိုမျိုးအဲ့လိုမျိုးနောက်မှာ or တွေအများကြီးကြားထဲမှာနောက်တွေအများကြီးကြားထဲမှာ or တွေအများကြီးခံသွားလို့မရအောင်သူကကြောင့်နှစ်ခုတည်းကိုပဲရှင်းတဲ့အခါသုံးတယ်ဆိုတော့ဒီဟာဒီဟိုပါပေါ့နော်နှစ်ခုထဲကတစ်ခုကိုရွေးချယ်ခိုင်းတယ်ဆိုတဲ့ဟာမှာအတူတူဆိုပေမဲ့လည်းဘာကြောင့်နှစ်ခုအဲ့လိုမျိုးတွဲနေရလဲဆိုတော့ကိုကသုံးတဲ့အခါကိုသုံးချင်တယ်လို့သုံးလို့ရတယ်အဓိကဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဒီအင်္ဂလိပ်စာ grammar ပေါ့နော်တရားကျွယ်ဝမှုကိုပြသရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးနှစ်ခုသုံးခုအများများသိထားလေကောင်းနေစကားပြောတဲ့အခါစာရေးတဲ့အခါကိုကများများအဲ့လိုမျိုးအလှည့်ပြောင်းနေထုတ်သုံးလေကောင်းနေပေါ့နော်အဲ့ဒါမှပဲကိုယ့်ရဲ့အင်္ဂလိပ်စာဒီတရားဘယ်လောက်ရှိရဆိုတာပြသရောက်တာဒါပဲလေအင်္ဂလိပ်စာဒီ English proficiency ပေါ့အာ English fluency ပေါ့နော်ဒီတက်ကျွမ်းမှုအင်္ဂလိပ်စာတက်ကျွမ်းမှုကိုကပြသရောက်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်အများအားဖြင့်အဲ့လိုမျိုးဖြစ်နေဆိုလို့ရှိရင်ဒါကိုတိတ်ပြီးတော့မသိရရောက်တယ်ပေါ့ဆိုတော့အများကြီးငါသိတယ်ဆိုတဲ့ဟာကိုပြောပြဖို့အတွက်လည်းဒီလိုမျိုးအသုံးပြုပါโอเคနောက်တစ်ခါကျ neither nor ကိုအင်္ဂလိပ်လိုမြန်မာလိုအဓိပ္ပာယ်ဘယ်လိုလဲဟိုမြို့မင်းကျော်မှတ်မိလား မှတ်မိရဆရာ โอเค neither တော့ကနှစ်ခုလည်းမဟုတ်ဘူးဆိုတဲ့သဘော နှစ်ခုစကားမဟုတ်ဘူးโอเคဆိုတော့သူ့ကိုဘယ်လိုအသုံးပြုမလဲဟိုဥပမာလေးနဲ့ပြပြကြည့် ပုံမှန်လည်းI don't like neither banana or apple ဒီ neither nor ဆိုတဲ့ဟာကျတော့မဟုတ်စကားလုံးပါပြီးသားသူထဲမှာဆိုတော့ဒီစကားပြောတဲ့အထဲမှာဒီ don't တော့ not ဆိုတဲ့ဟာထည့်ပြောစရာမလိုတော့ I like neither an apple nor an orange လိမ္မော်သီးရောပန်းသီးရောနှစ်ခုလုံးကိုမကြိုက်ဘူးလို့ပြောတာဆိုတော့ဒီစာကြောင်းစီတဲ့အခါဆိုရင် I don't like မဟုတ်တော့ဘူး I like neither လား nor အဲ့လိုမျိုးထည့်ရမှာnot ထည့်စရာမလိုတော့ဘူးသူ့ထဲမှာမဟုတ်ဝဲကြပါပြီလား okay ဟုတ်ကဲ့ okay ဒီမှာရှိတယ်ဒီစာတွေကိုဒီgroup ထဲမှာအကုန်လုံးပို့ပေးပြီးသားပေါ့နော်ဆိုတော့မမြင်လိုက်တဲ့သူတွေပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အဲ့ဒါကို group ထဲကဒီ screenshot တွေပို့ပေးထားရှင်းတဲ့ပုံတွေအဲ့ဒီထဲမှာကြည့်လိုက်မယ်ခုမှတော့လေ့လာလို့ရတယ်အခုဒီမှာတစ်ခါနားထောင်လိုက်တယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့မှတ်မိသွားပြီတကယ်ဆိုရင်နောက်တစ်ခါကျတော့တိဟထုံမှာ before ရဲ့မြန်မာလိုတိုက်ပြရပါလဲသူကဘယ်လိုအသုံးပြုမလဲ before ကမတိုင်ခင်ဆရာမပြုတ်လောက်ခင်အဲ့လိုမျိုး ဆိုအတိတ်before ကိုဘယ်လိုအသုံးပြုလို့ရလဲအသုံးပြုလို့ရတဲ့နည်းတွေရှိလဲ တခုခုကိုမလောက်ခင်လို့ပြောတဲ့အခါမှာအသုံးပြုတယ်ဆရာ မဟုတ်သူ့ကိုအသုံးပြုလို့ရတဲ့ဟို pattern တွေဘယ်လို pattern တွေရှိလဲ formula ပေါ့ before နဲ့ I နဲ့အသုံးပြုတဲ့အခါမှာ full sentence လားအဲ့လိုမျိုး ဆရာ full sentence ဆရာ full sentence တစ်ခုထဲလာပါလေကျန်သေးလား sentence နောက်တစ်ခုတော့မသိ တခြား hindsight ဆိုမှတ်မိလား before ကိုဘယ်လိုအသုံးပြုလို့ရလဲ before တခုခုပြုလုပ်ရင်အသုံးပြုရဆရာမတိုင်မီပေါ့ သူ့ကိုအသုံးပြုလို့ရတဲ့ရေးသားလို့ရတဲ့ formula တွေပြောပြစီ before plus before ရဲ့နောက်ဟိုအကြောင်းဘယ်လိုမျိုးတိစောက်လို့ရလဲ
မျိုးမင်းကြုံမှတ်မိလား before ကိုဝါကျဘယ်လိုတည်ဆောက်လို့ရလဲ before now ပါလားဆရာ before ရဲ့နောက်မှာ before စာကြောင်းပေါ့ before now မှာnow မဟုတ်ရင် now during နောက်ပြီးတော့ full sentence ဆရာ okay so noun နဲ့အသုံးပြုပြီးတော့ဝါကျတစ်စောင်းတည်ဆောက်ကြည့်ပါ before plus now ပုံစံနဲ့ before now before I eat I will play with game with you ပြန်ဆိုကြည့်ပါ before I eat I will play game with you before I eat I will play game with you ဒါဆိုလို့ရှိရင်ဒါ full sentence လို့ပြောလို့ရတယ်ခုန noun နဲ့လောက်ခိုင်းတာ noun နဲ့လောက်ကြည့်ပါဦး before plus now before now လေbefore now before I'm playing football I will do 1 minute exercise before ပါဖြစ်တယ်တစ်ချက်တော့ပြန်ပြောကြည့် before playing football I will do 1 minute exercise မှန်လားဆရာ ပြန်လဲဒါကကြလို့ရှိရင် before plus now မဟုတ်သေးဘူး before plus gerund ဖြစ်သွားတယ်။ why ငကြီးပုံစံနဲ့ရေးလိုက်ပြီ။ဆိုတော့ before plus now ကိုပြောကြည့်အောင်။နှစ်ခုရသွားပြီပေါ့နော်။ခုနကဆိုလို့ရှိရင် before I eat I will play game with you ဒါပေါ့နော်ခုနကကြတော့ဆိုတော့ဒီပုံစံနဲ့ရသွားပြီ full sentence ပေါ့။ဒီ subject verb object ပါတယ်ဆိုတာနဲ့တည်းအဲ့ဒါ full sentence ဖြစ်သွားပြီ။ full sentence လို့ခေါ်တယ်အဲ့လိုမျိုးမှတ်ထားလိုက်။နောက်တစ်ခုကကြတော့ before plus ဒီမှာ why ငကြီးပုံစံနဲ့ဆက်တဲ့ဆိုအဲ့ဒါရသွားပြီ။အဲဆိုတော့နောက်တစ်ခုကကြတော့ before plus now now before last I will phone with you I phone you ပေါ့။ဘာနဲ့ဖုန်းခေါ် before lunch နေ့လယ်စာမတိုင်မီနေ့လယ်စာမစားမီပေါ့အဲ့လိုမျိုးစီလေအောင်မှာတပြန်လို့ရတယ်။နေ့လယ်စာမစားမီ I will phone you ဟာနဲ့ဖုန်းခေါ်မယ်ပေါ့။ဖုန်းခေါ်တယ် BHUN ကို BHUN ကိုဖုန်းလည်းရတယ်။ပြန် call လည်းရတယ်။ rain ဆိုလို့ရှိရင် rain on you on နဲ့တောင်းတယ်နော် rain on ပြီးရင် give rain အဲ့ဒါဖုန်းခေါ်တည်ကြတယ်ပြောဒါကြောင့်မို့ပြတာပေါ့နော်ဆိုတော့ဒီမှာ before ရဲ့နောက်မှာ noun သို့မဟုတ် verb ing သို့မဟုတ်ဒီ full sentence subject verb object manner place time လိုအပ်တယ်လို့ထည့်လို့ရတယ်ဒါပေမဲ့ subject နဲ့ verb ကတော့ပေါက်ကိုပါရမယ်အဲ့ဒါကို full sentence လို့ခေါ်တယ်ဆိုတော့အဲ့ဒီပုံစံမျိုးbefore ရဲ့နောက်မှာဒီမှာဒါခုထဲမှာဒါပုံပြတာပေါ့နော် before plus noun သို့မဟုတ် verb ing ကို gerund လို့လည်းခေါ်တယ်ပြီးရင် full sentence အဲ့ဒါလိုက်တယ်ပေါ့နော် okay အဲ့ဒါပြီးမှနောက်ဆုံးဒုတိယစာကြောင်းဆိုရင် full sentence နဲ့ရတယ် subject verb object manner place time အဲ့ဒီအကုန်လုံးပေါ့နောက်တစ်ခါကျတော့ after ကို
မြန်မာလိုအဓိပ္ပာယ်ပါလဲပြီးရင်သူ့ကိုဘယ်လိုအသုံးပြုလို့ရလဲ pattern တွေပေါ့နော်ခုနကလိုမျိုး before အသုံးပြုတဲ့ပုံစံတွေမျိုးဘယ်လိုအသုံးပြုလို့ရလဲသူကဒါကိုတရားထုံမှတ်မိလား ဟုတ်ကဲ့ဆရာ okay ပြောကြည့် after ပြီးတော့ဆရာပြီးတော့ after နဲ့ပြီးတော့ဟို full sentence ရယ်ပြီးတော့ noun ရယ်ပတ်ရင်ကြီး okay so after ဥပမာတစ်ခုစီပြပြပါဆိုရင်ကိုယ့်ရဲ့ beauty queen ပေါ့နော်ဒီ beauty king ပေါ့ like after နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြိုင်ပွဲဝင်ပြိုင်ပြီးနောက်ဆိုတဲ့အားနဲ့ပတ်သက်ပြီးတဲ့အကြောင်းအရာကိုစာကြောင်းစီကြည့်noun နဲ့တစ်ကြောင်း verb ing နဲ့တစ်ကြောင်းပြီးရင် full sentence နဲ့တစ်ကြောင်း after communication လို့ပြော after communication I will to continue my society project yeah I will continue my society project နောက် verb ing ပုံစံနဲ့ရေးကြည့် ကျအဲ့ဟိုနဲ့ပတ်သက်ပြီးတော့ပြောအောင်ပါဆရာ တူတူပဲဒီဟာကိုဒီစာကြောင်းကိုပဲ verb ing ပုံစံနဲ့ပြောင်း after committing in this Mr. Ho Myanmar I will try to the best I will try my best ပေါ့ထားပါတော့နောက်ကစာကြောင်း practice လုပ်တာမဟုတ်ဘူးဆိုတော့ထိုင်ထားလိုက်မယ် okay ပြီးရင်နောက် the last sentence full sentence နဲ့ရေးကြည့်ပါဒီအကြောင်းအရာကိုပဲ after I finish communication I will do my social call my best after ဘာဖြစ်တယ် after I have finished my communication I will do my society project my best okay continue my society project ပဲရေး copy လုပ်လိုက်တော့နော်ဒီ last sentence လိုက်မယ် okay ဒါဆိုလည်းဒီ after ပြီးနောက်ရဲ့ဝါကျတိဆောက်ပုံလေးပေါ့နော်ဆိုတော့စကားပြောတဲ့အခါကိုကဒီလိုမျိုးလေးနှစ်ပြောင်းပြီးပြောလို့ရပထမတစ်ခါ after နဲ့ကိုကပြောပြီးတဲ့နောက်မှာပထမတစ်ခါပြောတဲ့ after ပုံဒီ sentence structure က noun နဲ့ပြောတာပေါ့ဆိုတော့ဒုတိယတစ်ခါပြောတဲ့အခါဒီverb ing ပုံစံနဲ့ပြောလိုက်တယ်တတိယတစ်ခါပြောတဲ့အခါဆိုရင်ဒီဟိုပါပေါ့ subject verb ဟိုပါပေါ့ full sentence နဲ့ကိုပြောလိုက်တယ်အဲ့လိုမျိုးနှစ်ပြောင်းပြီးတော့ပြောလို့ရဒါ details ပြောင်းလဲပုံကကိုယ့်ပုံကကိုယ်မတူရနော်ဒါက तू ကဒီ details နဲ့ရေးတာကိုကြိုက်လို့ तू ကအဲ့လိုရေးတာကိစ္စမရှိဘူးထားလိုက်တော့ okay now when ရဲ့အဓိပ္ပာယ်မြန်မာလိုပါလဲပြီးရင်တော့ဒီကိုပြောလို့ရတယ်ဟိုင်းတဲ့ဆိုပြောလို့ရတာမှတ်မိလား ဟိုင်းတဲ့ဆိုတာမျိုးဆိုတခြားမျိုးမင်းကျော်ပဲပြောမယ်မျိုးမင်းကျော် when ရဲ့အဓိပ္ပာယ်မြန်မာလိုအဓိပ္ပာယ်ကပါလဲပြီးရင်တော့သူ့ကိုဘယ်လိုသုံးပြလို့ရလဲဟောကြားတိဆောက်ပုံ sentence structure point ရဲ့တက်ပြာဟိုလုံးနေတော့မျိုးစင်တွေအဲ့လိုမျိုးတက်ပြာကြာ ဟုတ်တယ် point မှာပဲစေတယ် when မှာသူ့ရဲ့အဓိပ္ပာယ်တိတိုင်းရှိတယ် point တွေ့ကြည့် စင်တွေ
preparation when အရှင်တွေဝါ when ကဆိုရင်မဟုတ်ဘူး ဝင်လားဆရာ when ဝင်ကသူ့အခါဆရာ တော့ပါ okay သူ့ဘယ်လိုသုံးကြည့်လို့ရလဲ sentence structure သူ့အခါ when I give when I get when I get give I'm happy ဆရာ ဝါကျတိဆောက်ပုံကဘယ်လိုမျိုးတိဆောက်ရလဲ when plus noun လား when plus ing လားအဲ့လိုမျိုး when plan ခုစနေကြsubject bad အဲ့လိုခုစနေ when plus full sentence သုံးတယ်ခင်ဗျာလေအဲ့ဒါခုနကသူပြောတဲ့ဟိုကလည်းဝါကျတိဆောက်ဝါကျလည်းမှန်တယ်ပေါ့နော် so when နဲ့သုံးပြီးပေါ်ကဒီလိုလေးရှိတယ် when plus full sentence မှာ when I meet you ငါနဲ့ကိုတွေ့တော့အခါ I am happy ငါပြောရှင်တယ်အဲ့လိုမျိုး okay နောက်တစ်ခုကကြတော့မင်းမမှတ်မိလား wine wine ရဲ့မြန်မာလိုတိုက်ရပါလဲဒီကိုလိုသုံးပြလို့ရလဲမင်းမောင်ကြားလိုက်လားတန်ပိတ်ထားတယ်တန်ဖွင့်လိုက်အောင် ဆိုရမြူးမိထားလို့ဆရာဝိုင်းကကြတော့ဝိုင်းနာကဖူးစနဲ့လိုက်ရပါတယ်မြန်မာလိုကစင်တွဲပါ so ဥပမာတစ်ကြောင်းလောက်စာကြောင်းတစ်ကြောင်းစီလိုက် wine I am attending and I am attending basic grammar and basic English grammar class my mom called me ဟုတ်ကဲ့okay ငါအတန်းတက်နေစဉ်မှာအမေကဖုန်းခေါ်တယ်ပေါ့ okay wine plus y full sentence ပေါ့နော်ဒီကွာကြတော့ ဟုတ်တယ်ဆရာ although မဲမမပြောချင်ပါ although though ရဲ့အဓိပ္ပာယ်ကမြန်မာလိုအဓိပ္ပာယ်ကပါလဲသူကိုတိဆောက်တဲ့ဝါကျတိဆောက်ပုံကပါဘယ်လိုတိဆောက်လဲ although ကကြတိုလေးလို့တိုက်ပြရပါတယ်ပြီးသူနာကလည်းဖူးစနဲ့ပဲလိုက်တာပါ ဝါကျတစ်ကြောင်းစီပဲ ဝါကြကြတော့although I am living in city I miss my homeland ဟုတ်တော့ပေါ့နော် homeland ဆိုတာကြတော့နည်းနည်းလေးစကားကြီးသွားတယ်မှာhometown ဆိုတာတော့ပို့တော့တယ်ပေါ့နော် homeland ဆိုတာကြတော့မြန်မာတနိုင်ငံလုံးပုံစံမျိုးအနေထားမျိုး homeland လို့အဲ့လိုမျိုးပြောလို့ရတယ် my homeland ပေါ့အဲ့လို hometown ဆိုလို့ရှိရင်တော့ငါရဲ့အိမ်ကိုလွမ်းတယ်ပေါ့နော်အိမ်မွေးရမြေပေါ့ okay ဆိုတော့ဒီ author ရဲ့အဓိပ္ပာယ်အဲ့လိုသုံးတယ် full sentence သုံးတယ်ပေါ့နော် author ရဲ့နောက်တော်လဲလို့အဓိပ္ပာယ်ရ ဟုတ်ဆရာ ဆိုတော့နောက်တစ်ခုကကြတော့ဒီမှာဟိန်းချက်ဆိုမှတ်မိတာရှိရင်ပြောလို့ရအောင်နော်ဟုတ်ဘူးဆိုလို့ရှိရင်လည်းနားမယ်နားထောင်လိုက်ပေါ့ပြီးရင်နောက်ဒါပြီးလို့ရှိရင်လည်းနောက်ထပ်အိမ်စာနောက်နေ့အိမ်စာကြတော့အခုဒီလေ့ကျင့်ပြီးသားဟိုရင်းနဲ့ပေါ့နော်ဒီconjunction စကားဆက်တင်နဲ့လေ့ကျင့်ပြီးသားဒီအခုဒီနေ့သင် revision လုပ်တဲ့စကားဆက်တွေအားလုံးကိုအိမ်စာစာကြောင်းစီခိုင်းမှာပေါ့နော်အဲ့ဒါပြီးလို့ရှိရင်လူထပ်ပို့ပေးလိုက်ပေါ့အဲ့ဒါအိမ်စာပြီးရင်ရှေ့မှာဒီဝါကျတိဆောက်ပုံ12မျိုးကိုလည်းသင်ထားပြီပေါ့နော်ဒါပေမဲ့အခုအသစ်လည်းရှိလာဆိုတော့ဒီလက်ပြန်လေ့ကျင့်ခန်းပြန်လုပ်မယ်ဒီဝါကျတိဆောက်ပုံ12မျိုးပေါ့နော်10 12မျိုး
ဒီ basic grammar ရဲ့အဓိကအသက်ကဝါကျတိဆောက်ပုံ12မျိုးပေါ့နော်ဒီ10 12မျိုးကိုသင်္ချာလေးတိဆောက်တတ်ဖို့အဓိကပဲအဲ့ဒါပြီးရင်နောက်တစ်ခုကနောက်တစ်ဆင့်ကကြတော့ခုဒီ conjunction ဆိုတဲ့စကားဆက်တွေအဲ့ဒီဟာတွေကိုတည်သွားဖို့နောက်ပြီးရင်နောက်တစ်ခုကကြတော့ဒီ preposition တွေပေါ့နော် preposition တွေကလည်းသင်ပြီးပြီတကယ်ဆိုရင်ဒါပေမဲ့ revision ပြန်လုပ်ပါဒီအချိန်3လယူထားတာကြတော့တကားမဟုတ်ဘူးဒီ revision လုပ်ချင်လို့ကိုဒီအချိန်3လယူထားတာတကယ် basic grammar ကိုပြရတယ်ဆိုရင်ပြီးပြီလို့တော့ပြောလို့ရတယ်အဲ့ဒါတော့မှပဲအခုအင်စာလုပ်မယ်ပြီးရင်နောက်ဒီအတန်းထဲမှာတစ်ခါတည်းအခုလိုမျိုးဒီ practice လုပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အချိန်3လလောက်အတွင်းမှာဆိုရင်တခြားလေးမှတ်မိသွားတယ် okay မဟုတ်ဘူးဆိုလို့ရှိရင်ဒီ basic grammar ကိုတစ်လကျော်လောက်ပေါ့နော်6ပတ်လောက်9ပတ်လောက်သင်ပြီးပြီဆိုရင်